င်းတက် TNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ပြန်ရဖို့စစ်ကောင်စီကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေပါတယ်။ရှမ်းတောင်နဲ့ရှမ်းမြောက်အစပ်နောင်ချုံမြို့နယ်တွေကတောင်ကမ်းစီကွယ်မှာအသာစီးရလာတဲ့စစ်ကောင်စီကသူလက်လွတ်ထားတဲ့နောင်ချုံမြို့ပါပြန်ရဖို့အတွက်ဇွန်လပထမဘက်ကစလို့ခြေလန်းတိုးထိုးစစ်ဆင်လာတာပါ။မြောက်ပိုင်းဒေသစီးရေးချင်းတွေကိုလိမ့်လာဆောင်ကြည့်နေတဲ့မြေပြင်ရင်းမြစ်နှစ်ဦးကတော့နောင်ချုံကိုသိမ်းပိုက်ထားတဲ့ TNL ကလက်ရှိချိန်မှာခန်းစစ်အသွင်တုံ့ပြန်နေရတယ်လို့မှတ်ချက်ပေးပါတယ်။ရှမ်းတောင်ပိုင်းမန္တလေးတိုင်းပြည်ဦးလွင်တို့နဲ့ဆက်နေတယ်လို့လာရှုမြို့ပေါက်တဲ့ပြည်တော်စုလမ်းမကြီးနဲ့ဆက်နေတဲ့နောင်ချုံမြို့ကနှစ်ဖက်လုံးအတွက်ဘလောက်ရေးကြည့်တယ်လို့စစ်ကောင်စီတပ်ကနောင်ချုံပြန်ရဖို့အတွက်တောင်တက် TNL ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နဲ့တောင်ခမ်းရွာကြားကကန်ကြီးချင်းရွာကနေချင်းကပ်လာတာဖြစ်ပါတယ်။အဲဒီမှာဇွန်လဆန်းပိုင်းကစလို့တိုက်ပွဲပြင်းထန်နေတာအခုချိန်ထိဖြစ်ပါတယ်။ TNL ကလည်းအဲဒီရွာကနေနောင်ချုံမြို့ပေါ်ထိစစ်ကောင်စီတပ်တွေတိုးဖောက်မလာနိုင်မှုအတွက်ပြင်းပြင်းထန်ထန်ခုခံနေရလို့ဒေသသတင်းရှင်မြစ်က VOM ကိုပြောပါရယ်လက်ရှိကတော့ကျမတို့ပြောနိုင်တာကဒီဆက်ကစားဘက်ကတောင်းဆိုတာကဒီမိုကိုမကအခြားမြို့မှာမြို့ပေါ့နော်ပြန်လဲဆုတ်ခွာကိုတောင်းဆိုတာမျိုးတွေရှိတယ်ကျမတို့ကတော့ဒါကိုသဘောမတူနိုင်သေးဘူးပြန်လဲဆုတ်ခွာတာမျိုးတွေတော့မရှိသေးဘူးပေါ့နော်အဲကြောင့်မို့ဒီနေ့ဒီထိကပြောနိုင်တာကကျမတို့အရက်ဒီချက်တိုင်းပဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါနောင်ချုံမြို့ကို TNL နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းဖွဲ့တွေကပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လ10-29စစ်စင်ရေးဒုတိယကျော်မှာသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နောင်ချုံမြို့နယ်ထဲပါတဲ့စစ်ကောင်စီတပ်စခန်းတွေအခြေချထားတဲ့တောင်ခမ်းရွာကိုတော့မသိမ်းပိုက်နိုင်ခဲ့ပါဘူး။တောင်ခမ်းရွာမှာရှိတဲ့အမှတ်939အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်အမှတ်354 236 436စားတဲ့အမြောက်တပ်တွေကို2024ခုနှစ်ဩဂတ်လကစပြီးတော့ TNL ဦးဆောင်တဲ့တော်လှန်ပူးပေါင်းတပ်တွေကထိုးစစ်ဆင်ပြီးသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတာပါ။နောင်ချုံမြို့နယ်တောင်ခမ်းရွာက -10 ဝန်းကျင်ကွာဝေးပြီးတောင်ခမ်းဦးသာ TNL နဲ့ပူးပေါင်းတပ်တွေရခဲ့ရင်ရှမ်းမြောက်ဘက်ချမ်းသာမှာကတပ်မျိုးလို့ခေါ်ကြတဲ့ပြင်းဦးလွင်မျိုးနဲ့မန္တလေးဘက်ချမ်းထိတော်လှန်ရေးအင်အားစုတွေထိန်းချုပ်နိုင်မှုရည်ရွယ်ခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရှင်မြစ်ကပြောပါရယ်။ဒါပေမဲ့2025ဖေဖော်ဝါရီကစလို့တောင်ခမ်းကိုထိုးစစ်ဆင်နေတဲ့ TNL နဲ့ပူးပေါင်းဖွဲ့တွေကိုစစ်ကောင်စီကအလုံးရင်းနဲ့တံပြန်ထိုးစစ်ဆင်ခဲ့တာကြောင့်စီးရေးတာစီရခဲ့တယ်လို့တန်နီယာတချို့ပြန်ရတဲ့အထိရှိခဲ့တယ်လို့စစ်တပ်ထောက်ခံသူတွေကဓာတ်ပုံမှတ်တမ်းတွေနဲ့ဖော်ပြကြပါရယ်။အဲဒီချိန်တွေကနေအင်အားပြန်စုဖွဲ့တဲ့စစ်ကောင်စီတပ်တွေကအင်အားလုံးရင်းနဲ့နောင်ချုံမျိုးဘက်ကိုဦးတည်လာခဲ့တာလို့ဆိုပါရယ်။အပြစ်ခတ်ရဆဲတယ်လို့စစ်ကောင်စီကကြေညာထားပေမဲ့အခုနောင်ချုံဘက်ကိုဦးတည်ပြီးတော့ထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်နေပါတယ်လို့TNL ပြောရေးဆိုခွင့်ရှိသူလူရည်ဦးကပြောပါရယ်။တရုတ်ကူညီနဲ့စစ်ကောင်စီကလာရှုမြို့ပြန်ရပြီးတဲ့နောက်မြန်မာတရုတ်ကုန်းသွေးလမ်းကြောင်းအတွက်အဓိကကျတဲ့ပြည်အောင်စုလမ်းမကြီးပြန်ပွင့်မှုအရေးကိုနောင်ချုံမျိုးကအဓိကဖြစ်နေပါတယ်။ဒါကြောင့်မလို့ဒီမျိုးကိုပြန်ရဖို့အတွက်စစ်ကောင်စီကစ조사လာတာလို့စီးသတင်းရှင်မြစ်ကသုံးသပ်ပါတယ်။ TNL အတွက်လည်းနောင်ချုံမျိုးကရှမ်းတောင်ပိုင်းနဲ့မန္တလေးတိုင်းဘက်ခြမ်းဝင်ရောက်နိုင်မှုအတွက်အချက်အချာမျိုးဖြစ်တယ်လို့နောင်ချုံနဲ့ဆက်နေတဲ့တီပေါ်နဲ့ကြောင်မဲကိုကာကွယ်နိုင်ဖို့လဲဒီမျိုးကအရေးပါနေပါတယ်။နောင်ချုံကနေတဆင့်ကြောင်မဲတီပေါ်ကိုစစ်ကောင်စီကစစ်မျက်နှာပြန်ဖော်နိုင်တာဖြစ်လို့နှစ်ဖက်စလုံးအတွက်အသက်တမျှအရေးကြီးတယ်လို့ပြောမှာပေါ့လို့စီရေးသုံးသက်သူစီရန်ဘိုးကြီးစင်ရောကမှတ်ချက်ပေးပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့နောင်ချုံမြို့ရင်းအခြေအနေတွေကိုသိရှိသူနောင်ချုံမြို့ကန်တူကလည်းစစ်ကောင်စီရဲ့ခြေလှမ်းကရှမ်းပြည်နယ်မြောက်ပိုင်းကိုပြန်လည်ထိုးစစ်ဆင်မှုအကဲဆန်းလာတာလို့ကောက်ချက်ချပါတယ်။ TNL က10-29စစ်စင်ရေးကာလနှစ်ခုတွင်မှာရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့မိုးမိတ်၊မိုင်းလုံ၊မိုင်းငေါ့၊နောင်ချို၊ကြောင်မဲ၊မန်တုံ၊နတ်မတူ၊နန်ခမ်း၊နတ်ဆန်၊တီပေါ်၊ကုတ်ခိုင်နဲ့မန္တလေးတိုင်းကမိုးကုတ်မြို့တို့ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။တောင်ခမ်းနောင်ချိုလမ်းရဲ့တောင်ဘက်ချမ်းမှာရှိတဲ့တောင်ခမ်းကတဆင့်ရာပြင်ကျေးရွာဘက်ကလာတဲ့စစ်ကြောင်းနဲ့မြောက်ဘက်ချမ်းနောင်လင်းရွာနဲ့မဲပုံရွာဘက်ကလာတဲ့စစ်ကြောင်းဆိုပြီးတော့စစ်ကြောင်းနှစ်ချောင်းခွဲထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ဇွန်လ10ရက်နေ့ကပြုလုပ်တဲ့ TNL ရဲ့သတင်းစာရှင်းလင်းပွဲမှာနောင်ချုံမြို့နယ်တွေကရေပြူ၊ကြောက်ကြံ၊ရွှေမှုထော်၊ကလာ၊တရက်ချို၊နောင်လင်း၊ရာပြင်၊အုံမတီ၊အိုမူခါ၊မမန်တော်၊နောင်လေ၊နောင်ချိုချင်း၊တောင်လှစတဲ့ကျေးရွာတွေမှာတိုက်ပွဲတွေရက်ချားဖြစ်နေတယ်လို့ TNL ပြန်ကြားရေးတာဝန်ရှိသူလူရည်ဦးကပြောခဲ့ပါတယ်။အဲ့ဒီကျေးရွာတွေကတောင်ခမ်းနောင်ချိုလမ်းတစ်လျှောက်တစ်ပတ်တစ်ချက်မှရှိနေတဲ့ကျေးရွာတွေဖြစ်ပါတယ်။အဲ့ဒီရွာတွေကတရက်ချိုရွာနဲ့တိမ်ပင်လယ်ရှိတဲ့မဲဘုံရွာတွေကိုတော့စစ်ကောင်စီကထိန်းချုပ်သွားနိုင်ပြီလို့ဒေသတွင်အခြေအနေသိရှိသူတွေကပြောပါတယ်။လက်ရှိမှာဆိုရင်နောင်ချိုမြို့နယ်ဆိုရင်10မိုင်ဝန်းကျင်သာဝေးတဲ့ကန်ကြီးရွာမှာတိုက်ပွဲရပြင်းထန်နေပါတယ်။
လန်တလျှောက်ကတောင်ကုန်းတိုင်းမှာစကန်ရှိတဲ့ဒါလည်းစစ်ကောင်စီကတာလုံအင်အားတွေရဲ့ဒရုန်းတွေဘုံတွေအဓိကထားသုံးပြီးစစ်ကြောင်းတိုးလာတာကြောင့်မလို့ဒေတာရင်းအခြေအနေကိုသိရှိတဲ့သူကပြောပါတယ်။အဲ့ဒီတောင်ကုန်းစကန်တွေမှာရှိနေတဲ့တောင်တက်နဲ့ပူပေါင်းတက်တွေရဲ့အရေးအတွက်ထက်စစ်တပ်နန်းစင်းတွေပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့အင်အားတွေကပိုများတယ်လို့ဆိုပါတယ်။ဒီတပ်ပွဲမှာစစ်တပ်ဘက်ကလက်နက်ကြီးနဲ့ဒရုန်းသုံးတာတွေကလည်းပိုပြီးတော့များတယ်လို့ရှမ်းမြောက်ပိုင်းအရေးကျွမ်းကျင်သူသတင်းသမားတူကပြောပါတယ်။စစ်ကောင်စီဘက်ကတင်နန်းစနစ်ကိုအလုံးရင်းနဲ့ဝင်လုံးခိုင်းတယ်။လက်နက်နဲ့အင်အားတွေပိုသားသွားတယ်။လေကြောင်းကနေလည်းတိုက်တယ်လို့သူကပြောပါတယ်။စစ်ကောင်စီကတိုက်ပွဲဖြစ်တဲ့ကြေးရွာတွေဒါမှကတိုက်ပွဲမဖြစ်တဲ့ကြေးရွာတွေကိုပါမေလအတွင်းမှာလေကြောင်းတိုက်ခိုက်မှုပေါင်း40နီးပါးလုပ်ခဲ့ပြီးဒရုန်းနဲ့တိုက်ခိုက်တာအကြိမ်ရင်300ကျော်ရှိတယ်လို့ TNL ပြောခွင့်ရလူရည်ဦးကပြောထားပါတယ်။တေဆုံးသူအရက်သား9ယောက်ရှိပြီးတော့ဒဏ်ရာရတဲ့သူ73ယောက်ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဇွန်လ9ရက်ထိရှမ်းမြောက်နောင်ချုံမြို့နီးကတိုက်ပွဲကြောင့်ကြောင်မဲမြို့နယ်ဘက်ထွက်ပြေးတင်းရှောင်နေရတဲ့ဒေသခံ900နီးပါးအကူအညီလိုအပ်နေတယ်လို့စစ်ဘေးရှောင်တွေကိုအကူအညီပေးနေသူတချို့ကဒေသရင်းမီဒီယာတွေမှာဖြေဆိုထားကြပါတယ်။ TNL အနေနဲ့ထိုးစစ်ရပ်ဆိုင်းထားပေမဲ့စစ်ကောင်စီဘက်ကထိုးစစ်ကိုပြန်ခုခံရင်းနဲ့တိုက်ပွဲတွေပို့ပြီးတော့ပြင်းထန်လာနိုင်တယ်လို့ TNL ပြောခွင့်ရလူရည်ဦးကဇွန်လ10ရက်သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်။ဒါကြောင့်လူလူကိုစီးရေးသတိအမြဲရှိနေဖို့လည်းသတိပေးထားပါရယ်။နောက်ချုံမျိုးဘက်ကိုစစ်ကောင်စီကလက်နက်ကြီးတွေနဲ့လှမ်းပစ်နေတာတွေရှိတယ်။ဒါကြောင့်မလို့တိုက်ပွဲနဲ့အနီးဆုံးမှာရှိနေတဲ့ဘုံကြီးကျောင်းတွေကစစ်ဘေးရှောင်တွေကိုနေရာရွှေ့ပြောင်းပေးထားရတယ်။အုံမတီးရွာကိုစစ်ကြောင်းဝင်ပြီးမိရှို့လို့ပြည်သူတွေကိုပြောင်းရွှေ့ပေးထားရတာတွေရှိတယ်လို့လူရည်ဦးကပြောပါရယ်။ဇွန်လ10ရက်နေ့ထိနောင်ချုံမြို့ TNL ကထိန်းချုပ်ထားပြီးတော့ပြန်ပြီးတော့လက်မလွတ်ရဖို့အတွက်စစ်ကောင်စီကိုအပြင်းထန်ကာကွယ်နေသလိုတိုက်ပွဲတွေကြောင့်လူလူထိခိုက်မှုနည်းအောင်လို့နီးလန်းရှာနေတယ်လို့လူရည်ဦးကပြောပါရယ်။